the night in Dixon. Odd miles from a plan. ကဲကျွန်တော်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဝေမျှပေးမဲ့ဗီဒီယိုလေးကတော့အင်တာနက်သုံးတဲ့သူတိုင်းမလိုအပ်ဘဲနဲ့အင်တာနက်ဘီဒီအကုန်ကြတက်တာအောင်ပေါ့နော်မလိုအပ်ဘဲနဲ့ကုန်တာတွေမရှိအောင်အင်တာနက်ဘီတက်တာအောင်လို့အတွက်ကျွန်တော်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျမတည်သေးတဲ့သူများအတွက်ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဖုန်းသုံးတဲ့လူတိုင်းကဒီခေတ်မှာတော့ဖုန်းသုံးရုံနဲ့မကပါဘူးအင်တာနက်ကသုံးကြပါတယ် YouTube Facebook TikTok စသဖြင့်ပေါ့နော်ဖုန်းကနေပြီးတော့ဖုန်းပြီးထည့်ပြီးတော့သုံးကြပါတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီတန်းလေး၄ခုနဲ့ကျွန်တော်ဝေမျှပေးပါမယ်ခင်ဗျဒါဆိုရင်စလိုက်ပါမယ်ခင်ဗျပထမဆုံးနီလန်းကတော့ Chrome ဖြစ်ပါတယ်ခင်ဗျ Google Chrome ပါခင်ဗျဒီ Google Chrome ကတော့ဖုန်းတိုင်းမှာပါပြီးသားပါအများအပြားလဲဒီ Chrome ကနေအသုံးပြုကြတာဖြစ်ပါတယ်ကျွန်တော်ဒါ mobile phone နဲ့ပဲအသုံးပြုပြီးပြတာပါကျွန်တော်အခုဒါ mobile phone နဲ့ပြတာပါဒါမှမဟုတ်ရှေ့ရောက်ဗီဒီယိုတွေမှာဒါရိုက် mobile phone ကိုသုံးပြပြီးတော့နမူနာပြတဲ့အခါမှာမြင်ကွင်းနည်းနည်းလေးသေးတယ်ပေါ့နော်မြင်ကွင်းကျင်းတယ်တိတ်မမြင်ရဘူးလို့တချို့မိတ်ဆွေတွေကပြောတဲ့အတွက်ကျွန်တော် screenshot လေးတွေရိုက်ပြီးတော့ကျွန်တော် share လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဒါ Chrome ပေါ့နော် Chrome ကိုသွားပါမယ်ခင်ဗျဒါ Chrome ကိုသွားပြီးပြီ Chrome ကိုကျွန်တော်ဖွင့်လိုက်ပါပြီခင်ဗျနော် Chrome ကိုဖွင့်လိုက်မယ်ဒီ Chrome ကိုကျွန်တော်ဖွင့်ပါမယ်ခင်ဗျာ Chrome ကိုဖွင့်ပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင် site setting ဆိုတာကိုသွားပါခင်ဗျာမှာ site setting ရှိပါတယ်ခင်ဗျာ site setting ကိုသွားပါ site setting ကိုသွားပြီးရင်ဒီမှာကျွန်တော်တို့ auto play and feed and story ဆိုတာလေးရှိပါတယ်ခင်ဗျာဒီအောက်မှာပေါ့နော် auto play ရဲ့အောက်မှာရှိတယ်ဒီမှာကျွန်တော်တို့က never ဆိုတဲ့နေရာမှာအမှန်ရှိကလေးပေးထားမှာဖြစ်ပါတယ်เนาะဒီ never ဆိုတဲ့မှာဒီအမှန်ရှိကလေးပေးထားပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ Google Chrome ကနေပြီးတော့ဒီကျွန်တော်တို့ mobile data တွေကိုအလိုလျောက်ပေါ့နော်ဒီ auto play လုပ်တာတွေဒီလိုလုပ်ခြင်းအပြင်ကျွန်တော်တို့ Google Chrome ကနေပြီးတော့ video တွေမီဒီယာတွေကိုပေါ့နော်ဒီ auto play မလုပ်တော့ဘူးပေါ့နော် auto play လုပ်နေတယ်ဆိုရင်ကျွန်တော်တို့မလိုအပ်ဘဲနဲ့ကျွန်တော်တို့ဖုန်းပီတွေကုန်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ auto play မှာဆိုရင်ကျွန်တော်တို့ never လို့ထားလိုက်ပါကိုဖွင့်နေတဲ့မီဒီယာအောင်မှကျွန်တော်တို့ကဖွင့်မှာပေါ့နော်ဟုတ်ပြီဒါပထမတစ်ချက်ပေါ့နော်ပြီးရင်ဒုတိယတစ်ချက်ကမိတ်ဆွေတို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာသုံးနေတဲ့ application တွေပေါ့နော် application တွေရဲ့ background data ကိုပိတ်ထားဖို့ဖြစ်ပါတယ်ခင်ဗျဖုန်း setting ကိုသွားပါမယ်เนาะဖုန်း setting ရနေပြီးတော့ဖုန်း setting ကိုသွားမယ်ဖုန်း setting ပြီးရင် application setting ဆိုတာလေးရှိပါတယ်application setting ပေါ့နော်ရှိပါတယ်ဒါကိုသွားပါမယ် application setting ပြီးသွားရင်ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာထည့်သုံးထားတဲ့ application တွေတွေ့နေမယ်ဒီ application တွေကတစ်ခုခုပေါ့နော်ကျွန်တော်တို့အဓိကတော့အသုံးများတဲ့ application ရဲ့ background data တွေကိုပိတ်ထားပါအားလုံးကိုလိုက်လုံနိုင်တော့လဲကောင်းပါတယ်ခင်ဗျကျွန်တော်နမူနာပြမယ်ဒီ Chrome ကိုကျွန်တော် background data အနေနဲ့ပိတ်ပါပဲခင်ဗျာ Chrome ကိုဖွင့်ပါမယ် Chrome ကိုဖွင့်လိုက်ပါပြီ Chrome ကိုဖွင့်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ mobile data and Wi-Fi ဆိုတာလေးကို click ပါခင်ဗျ mobile data and Wi-Fi ကိုသွားပါမယ် mobile data and Wi-Fi ကို click ပါမယ်အဲ့ဒီအခါမှာ background data ဆိုတာမိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဟုတ်ကဲ့ဒီမှာ background data ဆိုတာဒီလိုမျိုး on နေတယ်ဆိုရင် background data တွေကို automatic သူကစားနေမှာကုန်နေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ background data ကို off ပေးထားပါခင်ဗျာဒီခုလိုမျိုး on မထားပါနဲ့ off ပေးထားမှာဖြစ်ပါတယ်အဲဆိုရင်ဒုတိယတစ်ချက်ပြီးသွားပါပြီပထမတစ်ခုကတော့ Chrome ကနေပြင်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော် application တွေကိုကျန်တဲ့ application တွေလည်း Facebook တို့ YouTube တို့စတဲ့ application တွေကိုလည်းအခုလိုမျိုးပဲသွားပြီးတော့ background data လေး
ပိတ်ထားဖို့လိုပါမယ်နောက်တစ်ခါ Play Store ကိုသွားပါမယ်ခင်ဗျဖုန်းတိုင်းမှာပါပါတယ်ဒါကျွန်တော်နမူနာ Android နဲ့ပြတာဖြစ်ပါတယ် Play Store ကိုသွားပါမယ်ဒီ Play Store ကိုကျွန်တော်ဖွင့်လိုက်ပါပြီ Play Store ကိုဖွင့်ပြီးရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ account ရှိတဲ့နေရာကိုသွားပါမယ်ကိုယ့်ရဲ့ account ရှိတဲ့နေရာကိုသွားပေးပါခင်ဗျာဒီမှာကိုယ့်ရဲ့ account ရှိတဲ့နေရာကိုသွားပါမယ်သွားပြီးရင်အဲ့ဒီမှာကျွန်တော်တို့ကဘယ်ကိုသွားအောင်မလဲဆိုရင် setting ကိုသွားပါမယ်ခင်ဗျာ setting ကိုသွားပါမယ်ဟုတ်ကဲ့ဒီ setting ကိုသွားပါမယ် setting ကို click လိုက်ပြီးတဲ့နောက်မှာဘယ်ကိုသွားမလဲဆိုရင် network preference ဆိုတာလေးကိုသွားပါမယ်ခင်ဗျာဒီ network preference ဆိုတာလေးကိုသွားပါမယ်ခင်ဗျာโอเคဒါလေးကို click လိုက်ပါပြီ network preference ကို click ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီမှာ application download preference ဆိုတာအောက်မှာတွေ့ရမယ်เนาะဒီ၃ခုပေါ့เนาะဒီ၃ခုကိုကျွန်တော်တို့က ask me every time ပေးထားပါမှာတစ်ခုချင်းကို click ကြည့်လိုက်ပါဥပမာ application download preference ကို click ကြည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးရှိမယ်ဒီမှာဆိုရင်ကျွန်တော်လိုပဲ don't auto update application ဆိုတာလေးကိုပေးထားပါခင်ဗျာဒါလေးကိုပေးထားပါတော့ဒီ application တွေကို auto update မလုပ်အောင်ပေးထားပါဒီဒါကိုမပေးထားဘူးဆိုရင်သူက auto update လုပ်ရင်ကျွန်တော်တို့ဖုန်းဘီဒီကုန်မှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခု application ဒါကိုတွားမှာပေါ့နော်ဒီ auto update application ကိုတွားမယ်ဆိုရင်လည်းဒီလိုမျိုးပေးထားပါအဲ့ဒါတွားပြီးရင်လည်း auto play video ဆိုတဲ့နေဟာမှာလည်းကျွန်တော်တို့က auto play video ဆိုတာကို play ပေးထားပါခင်ဗျာauto play video ပေးထားခြင်းအပြင်ကျွန်တော်တို့ media တွေမှာပေါ့နော်ဘယ်YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ကြည့်တဲ့အခါမှာဆိုရင်ဒါ auto မပွင့်တော့ပါဘူးဒါမပေးထားဘူးဆိုရင်သူကအလိုလျောက်ရောက်တာနဲ့ပွင့်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ auto play video ကိုပေးထားဖို့လိုပါမယ်ဒီ၃ခုပေါ့နော်ဒီ Play Store ထဲမှာဆိုရင်ကျွန်တော်တို့က application download preference နဲ့ auto update application ရယ် auto play video ရယ်ကိုကျွန်တော်တို့ကထုတ်ပေးထားပါခင်ဗျာဒါကတော့ Play Store မှာပြင်ထားမဲ့အချက်ဖြစ်ပါတယ်နောက်ကျွန်တော်တို့အများစုသုံးနေကြတဲ့ Facebook ပေါ့နော် Facebook မှာလည်းဒါလေးကိုပြင်ထားပြီးဖို့လိုပါမယ်ဒါ Facebook ရဲ့ setting ကိုတွားထားတဲ့အနေအထားဖြစ်ပါတယ်ကိုယ့်ရဲ့ profile အောက်ကနေပြီးတော့ setting ကိုတွားထားတာပါ setting ကိုတွားပါမယ်ခင်ဗျာ setting and privacy ကနေပြီးတော့ကျွန်တော်တို့ setting ကိုတွားပြီးတယ် setting ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့ကဒီနားလေးမှာ setting ကိုတွားပြီးတဲ့အခါမှာဒီမှာ media ဆိုတာရှိပါတယ်ဒီ media ပေါ့နော်ဒီ media ကို click ပါခင်ဗျာ media ကို click ပါမယ် media ကို click ပြီးတဲ့အခါဒီ don't alone site 2ဆိုတာလေးကိုပေးထားဖို့ဖြစ်ပါတယ်ကဲဒါကိုပေးထားဖို့ဖြစ်ပါတယ်ခင်ဗျာဒီအပေါ်ကဟာကိုပေးမထားပါနဲ့အောက်ကဟာကိုပေးထားဖို့ဖြစ်ပါတယ်အဲဒါရင်ကျွန်တော်တို့သုံးနေတဲ့ဖုန်းအင်တာနက်ဘီတွေပေါ့နော်ဖုန်း data တွေကိုမလိုအပ်ဘဲနဲ့မကုန်အောင်အကုန်ကြတက်တာအောင်လို့အတွက်ဒီသေးတဲ့သူများအတွက်ကျွန်တော်ဝေမျှပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနည်းပညာ channel ထဲမှာဆိုရင်ကျွန်တော်တို့ဒီ AI အသုံးပြုနည်းတွေပါပါမယ်ဖုန်းအသုံးပြုနည်းတွေပါပါမယ်ကွန်ပျူတာအသုံးပြုနည်းတွေပါမယ်ပေါ့နော်စသဖြင့်နည်းပညာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုအများကြီးလေ့လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်နောင်လဲအမြဲဝေမျှပေးနေမှာဖြစ်ပါတယ်ခင်ဗျအခုလိုလာရောက်အားပေးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်နောင်လဲလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးပြီးတော့လဲအားပေးခဲ့ပါဦးခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ Spending the night in Dixon